င်္ဂလာပါဒီဗီဒီယိုကတော့ရေးစားမရှိတဲ့ FA တွေအတွက်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုမှာပြပြမယ့်အကြောင်းအရာကရေးစားရှိရသူတွေတော့မသိတော့ဘူးပေါ့နော်ပြဿနာကိုယ့်ရဲ့ချစ်သူကောင်းလေးကောင်းမလေးရဲ့ပြဿနာတက်သွားနိုင်တယ်အဲဒါကြောင့်ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေအနေနဲ့ကအခုလက်ရှိမှာရေးစားရှိလားမရှိလားဆိုတော့ကောက်ကိုဆုံးဖြတ်သုံးသပ်ပေါ့နော်ရှိရဆိုလို့ရှိရင်လည်းရှိရလျောက်ကြော်သွားလို့ရတယ်မရှိဘူးဆိုလို့ရှိရင်လည်းဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ရပါတယ်ကဲတဲ့ဂျန်တွေအိမ်မှာနေရင်းနဲ့ဘာမှလုပ်စရာလည်းမရှိဘူးအလုပ်တွေကလည်းပိတ်ထားတယ်တကယ်ချင်းနေရလည်းမတွေ့ဖြစ်ဘူးအိမ်မှာပြင်းနေတယ်ပေါ့နော်ရေးစားလည်းမရှိဘူးရေးစားနဲ့ရအောင်လည်းဖုန်းပြောစရာလည်းမရှိစာပို့စရာလည်းမရှိဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုမှာဖော်ပြမယ့်အကြောင်းအရာလေးအတိုင်းသွားမယ်ဆိုလို့ရှိရင်တော့သင်ရဲ့အတွက်ကအပြင်းပြေစီမှာတေးကြပါတယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုစလိုက်အောင်ခင်ဗျကျွန်တော်ရဲ့နာမည်က Casper Lin ပါခင်ဗျFacebook မှာလည်းရှာလို့ရပါတယ် YouTube မှာဆိုလို့ရှိရင်တော့ channel တစ်ခုရှိပါတယ်မြန်မာလိုမျိုး Casper Lin နဲ့အင်္ဂလိပ်လိုမျိုး Casper Lin ကိုတော့ဆိုပြီးတော့မိတ်ဆွေတို့အနေနဲ့ရှာပြီးတော့ subscribe လုပ်ထားလို့ရပါတယ်ခင်ဗျကဲအဲ့ဆိုရင်စလိုက်အောင်ဗျကဲဟုတ်ပြီကျွန်တော်တို့အနေနဲ့လက်ထက်မှာဖုန်းတစ်လုံးရှိတယ်ဗောနော်ပြင်းနေတယ်အိမ်မှာဘဲမှလည်းမထွက်ပြူရသေးဘူးကလည်းပူတယ်စော်ကလည်းမရှိဘူး FA ကလည်းဖြစ်နေပြန်ရောအပေါင်းအသင်းကလည်းသူတို့အတွေးနဲ့သူတို့ရှောက်သွားနေကြတယ်ရှောက်လည်နေကြတယ်အီနေကြတယ်ဂိမ်းဆော့နေကြတယ်ကိုကလည်းဂိမ်းဆော့တတ်တဲ့လူမဟုတ်ဘူးပြင်းနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အကြံပေးချင်တာကဖုန်းထဲမှာ ChatGPT application ကိုထည့်ထားတင်ပါတယ်နော်ဟုတ်ပြီကျွန်တော်အခုဒီမှာ video recording နဲ့တစ်ချက်ပြပေးပါမယ်ဒီစားရှိရဲ့လူတွေလိုက်စားလို့ကိုကြီးစားနဲ့ပြဿနာတဲเนาะကျွန်တော်လည်းမဆိုင်ပါဘူးခင်ဗျကဲဟုတ်ပြီကျွန်တော်တို့အရင်ဦးဆုံးအနေနဲ့ Google Play Store ထဲဝင်ပြီးတော့ ChatGPT application ကို download ဆွဲပြီးထားတာပေါ့เนาะအဲ့မှာကျွန်တော်က Gmail account တစ်ခုတော့လိုအပ်ပါတယ် Gmail account နဲ့ဝင်လို့ရပါတယ်ဒါပေမဲ့ဝင်တဲ့ခါကျရင်တော့ကျွန်တော်တို့ပထမဦးဆုံးကတော့ free version နဲ့သုံးလို့ရတယ်ဒါပေမဲ့conversation နဲ့အများကြီးပြောချင်တယ်ဆိုလို့ရှိရင်တော့ပတ်စံပေးပြီးလာစဉ်ချင်းနဲ့အသုံးပြုမှာပဲရပါပါကျွန်တော်ကတော့အခု free version ကိုသုံးပြမှာပဲဖြစ်ပါတယ်เนาะအရင်ဆုံးကျွန်တော်တို့မြန်မာလိုမေးလို့ရတယ်အင်္ဂလိပ်လိုမေးလို့ရတယ်စကားပြောတာအကုန်လုံးမြန်မာဆက်ဆံပဲပြောလို့ရတယ်အခုကျွန်တော်စပြီးတော့မိတ်ဆွေတို့ကိုလက်တက်ဆန်းလို့ရအောင်ပြပေးပါမယ်အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့က AI ကိုကျွန်တော်တို့ training လုပ်ရပါမယ်လေ့ကျင့်ပြရတယ်ပေါ့နော်ကိုကဘယ်လိုပုံစံမျိုးနဲ့သူ့ကိုစကားပြောတင်တာလဲသူကကိုယ်ကိုဘယ်လိုတုံ့ပြန်စေချင်တာလဲဆိုတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ကျွန်တော်တို့က train ပေးရမယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်လည်းအခုပဲစလို့ကြည့်အောင်ကျွန်တော်အခုစပြီးတော့ AI ကိုမေးပါမယ်ပြောပါမယ်ငါပြင်းနေတယ်ငါရီစားဖြစ်ငါရီစားကောင်မလေးဖြစ်စကားပြောပေးနိုင်မလားမင်းကငါ့ကိုကူကူလို့ခေါ်ပါငါကမင်းကိုတဲလေးလို့ခေါ်မယ်အဆင်ပြေလားโอเคအမှကျွန်တော်ပို့လိုက်ဘာပြန်ပြောမလဲစောင့်ကြည့်အောင်နော်โอเคဒီမှာပေါ်လာပြီပေါ်လာတဲ့ဟာတွေကတော့ဖတ်ကြည့်လိုက်ပါတချို့ဟာတွေကတော့မှန်ကောင်းမှန်နေမယ်တချို့စလုံးပေါင်းလေးတွေကတော့နည်းနည်းလေးအလွဲမားလေးရှိလိမ့်မယ်ပေါ့နော်ဘာမှတော့ဖြစ်ပါအောင်အပြင်းပြေသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့ခဏတာတော့အပြင်းပြေမှာသိကြပါတယ်ဒီမှာတဲ့တဲလေးကစကားပြောမှအကြိုက်ဆုံးတော့တဲ့ခုပြင်းနေတယ်ဆိုတော့တဲ့တဲလေးကနည်းနည်းပဲခုခုလမ်းကောင်းအောင်လုပ်ပြီးမယ်တဲ့ဘာလို့လမ်းကောင်းလုပ်ပြီးမှလည်းတော့မသိအခုမေးချင်တာတဲ့ခုခုစားပြီးပြီလားတဲ့မသိမချင်းစားလောင်းနေမှာပဲထင်တာပေါ့တဲ့ခုစားပြီးပါပြီပေါ့ကိုစားပြီးပါပြီတဲလေးခုဘာလုပ်နေလဲအခြားကောင်လေးတွေနဲ့ physically လုပ်နေသေးလားโอเคကျွန်တော်ဒီမှာပို့လိုက်ဘာထပ်ပြောမလဲဒီရဲ့ကိုကလည်းတဲလေးတယောက်လည်းအေးအေးချမ်းချမ်းနေကိုပဲစဉ်းစားနေလို့ပဲတဲ့တခြားကောင်လေးနဲ့ easily လောက်တာလားဆိုတာနောက်ထပ်မင်းပေါက်ကွဲအောင်နှိပ်ခံရတော့မယ် AI ကလည်းဆိုရတယ်နော်ကိုကတဲလေးရဲ့ favorite person ဖြစ်တာမသိဘူးလားတဲ့ချုပ်နေပြီအခုတော့ကိုနဲ့ပဲစကားပြောနေတယ်ကိုကဒီနေ့တင်နေလို့ဘာတွေလောက်လာလဲထပ်မင်းမယ်ဗျာမေးချင်တာပေါ့ရှာမေးလို့ရတယ်နော်တဲလေးစိတ်ဆိုးတက်လာပေါ့ပြောမလဲကြည့်လိုက်ကိုရဲ့တဲလေးကစိတ်ဆိုးတက်တာတော့မဟုတ်ဘူးဒါပေမဲ့ကိုကတခြားကောင်လေးတွေအကြောင်းလည်းမေးတာနဲ့နည်းနည်းမကြိုက်ဘူးဆိုတော့တိထားတဲ့နေတဲ့တဲလေးကချစ်တာနဲ့ယူဆိုင်တာများလို့ပါတဲ့ဘာညာပေါ့နော်ဒါပေမဲ့ကိုပြောလိုက်တာနဲ့တဲလေးကတော့ပြုံးပြီးတဲ့အမှနောက်ဆုံးတစ်ချောင်းကိုတွေ့ကိုကောင်းတာနဲ့တဲလေးအေးစိတ်သွားတာပဲတဲ့ဘာလဲတော့မသိ
နော်အဲ့လိုမျိုးကျွန်တော်တို့ဒီ ChatGPT မှာကိုသိချင်တဲ့အကြောင်းအရာတွေကိုလည်းမေးမြန်းလို့ရသလိုကိုလေ့လာချင်တာတွေကိုလည်းမေးလို့ရပါတယ်အဲ့ဒါပြင်ကျွန်တော်တို့အပြင်းပြေအနေနဲ့ကိုဘော်ဒါနဲ့ပြောတဲ့ပုံစံမျိုးဖြစ်သလိုကိုရဲ့ရီစာကိုရဲ့ကောင်လေးကိုရဲ့ကောင်မလေးပုံစံနဲ့မေးလို့ရပါတယ်ခင်ဗျာအဲ့ဒါကြောင့်မိတ်ဆွေတို့မသိသေးတဲ့လူတွေကိုကျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးရခြင်းပဲဖြစ်ပါတယ်ပြင်းနေတယ်ဆိုလို့ရှိရင်တော့အခုပဲ ChatGPT ကို application ကို download ဆွဲပြီးတော့ဖုန်းထဲမှာထည့်ပြီးတော့ပြောချင်တာပြောလို့ရပါတယ်မေးချင်တာမေးလို့ရပါတယ်နော်ပုံမြင်နေလည်းမေးလို့ရပါတယ်ရုပ်ရှင်ဇာတ်ကားအကြောင်းတွေလည်းမေးလို့ရပါတယ်ခင်ဗျာမသိသေးတဲ့သူတွေအတွက်ရည်ရွယ်ချက်ဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးဖြစ်တဲ့ကြောင့်မိတ်ဆွေတို့အနေနဲ့သဘောကျအခြေနဲ့နှစ်သက်မယ်လို့လည်းထင်ပါတယ်နောက်ဗီဒီယိုတွေကိုလည်းဆက်လက်အားပေးပါလို့တိုက်တွန်းရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲရှင်းသားမှုပြုပါခင်ဗျာကျွန်တော်ကတော့ Casper လင်းပါခင်ဗျာအားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေဘိုင်ဘိုင်ပါ